နော်အဲ့လိုမျိုး evening ကလည်း evening game နဲ့ evening မနော်ဒီ blind ပါဖောက်ပြီးသွားတာလေရ blind ပါဖောက်ပြီးသွားတာ DIY လေးရလေးလုပ်ထားပါတယ်သူကြလားအဲ့လောက်ထိတူအောင်လုပ်ထားပါနော် evening ပါလို့ဒါလေးအတွက်တပူပဲရှိရတယ်ဆို evening တင်နေချင်နောက်ထပ်3ယောက်ကိုပေးလိုက်တယ်ပေါ့နော်ဒီမှာပါ4ခုရေးရရှိပါတော့3ခုပေးလိုက်ပါ evening ကိုလုံးဝလည်းမကြည့်ဘူးနော် evening အဲ့လိုမျိုးပြောမှကြိုက်တဲ့တခု nice one evening ကဒီခုနိုင်လိုက်တာပါသူတို့နဲ့အတူတူ video အတူတူရရအောင်လို့ပြောပါတော့သူတို့ကအခုပြန်သွားပြီပေါ့နော်အကြောင်းလို့ပါသူအမေနဲ့ပြန်သွားပါပြီ okay အခုကတော့ evening ကတော့ရတိုင်းဖောက်ပြပါမယ်ရတိုင်းဖောက်ပေါ့နော်ဒီမှာစာလေးရေးထားဒီမှာစာလေးရေးထားပါတယ် okay ဒီမှာ4ခုရေးစားရှိရလိုက်ရပေါ့နော်အဖြူအဝါအပန်း secret ပေါ့နော် evening ကတော့secret နဲ့အဖြူချက်တယ်ပေါ့နော်ဖောက်ပါမယ်ပတ်ချင်တာလေးကကျတော့အဖြူရဲ့ secret ရဲ့ပေါ့နော်အဝါပေါက်ရင်လည်းရတယ်ဒါပေမဲ့အပန်းလုံးဝမပေါက်ချင်ဘူးဟိုဟာတွေကတော့ဘာရသွားလဲမသိပါ okay အဲ့တော့ရောက်နာမည်ကကျတော့ဆိုဖီယာအယ်လာရဲ့အဲမာရဲ့ပေါ့နော်အယ်လာနဲ့အဲမာကျတော့မဆိုဖီယာကျတော့မဟုတ်ဘူးသူတယောက်ပဲအယ်လာရဲ့အမာရဲ့သူ့အမေကဒီမှာလာလေးဆိုဖီယာလည်းလိုက်ခဲ့ဖပမေโอ้มินิ blind box เนาะ mini blind box เนาะဒါပေမဲ့လည်းမကြည့်ဒီလိုပါရဲ့မကြည့် oh my god ဒီကမကြည့်နော်ခဏလေးကရောဒီမှာကမဟုတ်တော့ကမဟုတ် sorry ဘာကရောဒီမှာကတော့မတွေ့ပါဘူးဘာလဲလဲမမကြည့်နော်ဘာလေးကြလဲဘာလေးလဲဒီမှာလုံးဝမကြည့်ပါစကေပါလုံးဝမကြည့်ဘူးနော် okay ဒီမှာမကြည့်ပါhello laဒါလေးမော်နော်တော်တော်လေးအမတီးရထားပါတယ်လေ evening ဒီမှာဆိုရင်မနော် evening လို့ဒီကနေကြည့်လို့ဒီမှာလောက်ထားပါ evening လို့လောက်ထားတာလေးကကျတော့ဒါလေးကအဖြူဒါလေးကအပန်းဒါလေးကအဝါဒါလေးက secret လေးပါ evening ကပြောမယ်ဆိုရင်တော့ဒီအဝါဒီ secret နဲ့အဖြူပေါက်ချင်ဆိုမနော်အဝါရောင်လေးပေါက်ရင်လည်းရပါပေါက်ရင်လည်းရပါလေပြီးအပန်းရောင်လေးတစ်ချက်ပါပါနော် evening ဒီ blind ပါဖောက်ရင်တော့ပါနော်ဒီနှစ်ခုဒီ3ခုအကြိုက်ဆုံးမှာမပေါက်ချင်ဆုံးကယူလေးရယ်ကီလေးရယ်ပေါ့ကီလာတာဟုတ်တယ်ကီလေးရပေါက်ချင်ဆုံးကတော့နုရယ်လာမီရယ် secret ရပေါက်ချင်တယ် it's the time ကတိမရှိmy god အဲ့ညမီရောမလို့ဒီမှာအချင်းကြီးရပါတော့ it's the time ready or not here I come 1 2 3 oh wait a minute who are you ကိုကြည့်အောင်အဖြူရောင်မလို့လားဒီမှာစီးရပေါက်ချင်တာဟိုရာလေးရကဲကောင်းပြီချင်တယ်ဒါပေမဲ့ကျမပေါက်ချင်တာပေါက်တယ်ဘယ်နော်ကျမစီးကွာကောင်းမကျမအရင်စိတ်တူချင်ပါတယ်မတူပါနော်ဆိုဖီယာပြောတာပါနော်ဆိုဖီယာကစီးကွာပေါက်ချင်ဆုံးနဲ့မာဖိလာရလို့ပါဒါလေးပေါက်သွားပါရဲ့အားလုံးဘိုင်ဘိုင်ကြည့်ရှုပေးပါကျေးဇူးတင်ပါတယ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် hello see you next video see you next video bye guys